ရက်တွေမှာတွေ့မြင်ခဲ့ကြရပါတယ်ခန္ဓာပဲဖြစ်ပါတယ်ခင်ဗျာဒီကနေ့အခမ်းအနားကိုနိုင်ငံတော်တွေနဲ့မန္တလေးငလျင်ကြောင့်တည်ဆုံသူတူကိုကြက်ဆဲသေးနှုံးနဲ့ကျင်းသူမိသားစုတွေကိုထောက်ပံ့ပေးခဲ့တယ်လို့ထိကဒဏ်ရာသူများနဲ့ပြည်သူလူထုအိမ်ရပစ္စည်းမှုတွေအတွက်ငွေနဲ့တိဆောက်ပစ္စည်းတွေကိုငွေကျပ်ဘီလီယံ1600ကျော်ထောက်ပံ့ပေးခဲ့ပါတယ်။ပဲ့ထပ်ပါဝင်ဆောင်ကြတဲ့သက်ဆိုင်ရာဌာနများမကြမီကာလတို့မှာနိုင်ငံတော်ဘုံကိုတွဲပြောင်းယူမဲ့အစိုးရအသည့်အနေနဲ့လက်ရှိအချိန်ကုန်နဲ့ဆောင်ရွက်နေရှိတဲ့ငလျင်ဘေးပြန်တဲ့ထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်ဟုန်နဲ့ဆက်လက်ဆောင်ရွက်သွားနိုင်မယ်လို့လည်းယုံကြည်ကြောင်းပြောကြားလိုပါတယ်။ဒီ developer များဒီဆောက်လုပ်ငန်းတို့ပစ္စည်းထုတ်လုပ်တင်သွင်းရောင်းချသူများအပါအဝင်စီးပွားရေးလူမှုရေးစတဲ့ကဏ္ဍစုံမှာလာလောကြီးတွေဖြစ်အောင်ပြုပြင်ပြောင်းလဲနိုင်စွာတို့ကိုလည်းအခြေခံတွက်ချက်ထားတဲ့ကမ္ဘာလုံးဆိုင်ဘေးဖြစ်နိုင်ခြင်းနဲ့ထိခိုက်ဆုံးရှုံးနိုင်ခြင်းညွှန်းကိန်း2025 World Risk Index ရလေမြန်မာနိုင်ငံကအဆင့်6နေရာမှာရှိနေပါတယ်။ဒါတွေကိုကြည့်ချင်းအဖြစ်မြန်မာနိုင်ငံအနေနဲ့ဘေးရန်စီမံခန့်ခွဲမှုလုပ်ငန်းတွေကိုကဏ္ဍတိုင်းမှာတေချာစွာထပ်ပြီးဆောင်ရွက်ကြဖို့အရေးတကြီးလိုအပ်နေတယ်ဆိုတာကိုလည်းအထူးသတိပြုလက်နက်ဆောင်ရွက်ကြဖို့သတိပေးပြောကြားလိုပါတယ်။ Ladies and gentlemen, may I request all of you to kindly take your respective seats and Jelajahi cara baru mendapatkan informasi. Download Metro TV Extend sekarang.